ချစ်သူတွေဖြစ်ပြီးဆိုတာနဲ့တယောက်နဲ့တယောက်နားလည်မှုရှိစေဖို့ living together သာနေသွားကြဖို့တိုက်တွန်းလိုက်တဲ့လှနုထွန်းကဲပရိသတ်ကြီးတို့ရေချစ်မှုရေးရာမှာကျွမ်းကျင်လာပြီးဂရင်မော်ကမစင်းချင်တဲ့သူကတော့အားလုံးလည်းသိနေကြတဲ့လှနုထွန်းပါလှနုထွန်းတယောက်အခုချိန်မှာတော့သူ့ကိုမေးနေလောက်ပြီးထင်နေတဲ့အချိန်မှာပဲတစ်စက္ကန့်ထလာပြန်တာဖြစ်ပါတယ်ဒါကလည်းသူမအနေနဲ့အရင်ကဆိုလင်မယားတွဲတွေအနေနဲ့ဆောင်ရရှောင်ရမယ့်အကြောင်းတွေကိုအခုလိုပြောပြခဲ့သေးတာပါအိမ်ထဲမှာပဲနေတဲ့မိမဖြစ်သူတိုင်းပုံတုံးကြီးတွေလိုမျိုးလုံးမနေဖို့နဲ့ဖလန်ထအောင်ပြင်ဆင်နိုင်မှယောက်ျားကိုဆွဲဆောင်နိုင်မှစသဖြင့်လိုင်းမော်ကနေမိဘမောင်ပွားနဲ့အတူနားထောင်လို့မသိတဲ့စကားတွေပြောဆိုခဲ့ပြီး sharing လုပ်ခဲ့တာပါသူမကိုယ်တိုင်ကလည်းခင်မွန်းဖြစ်သူကိုလွတ်လပ်ခွင့်တွေပေးခဲ့တာကြောင့်နောက်ဆုံးမှာတော့အိမ်ထောင်ကွဲဖို့အကြောင်းဖန်လာခဲ့တာပါသူမအနေနဲ့အချစ်အကြောင်းတွေကိုပရိသတ်တွေကိုရေပတ်မဝင်အောင်ပြောကာတင်ပေးခဲ့ပေမဲ့သူမကိုယ်တိုင်ကအိမ်ထောင်ရေးကိုမထိန်သိမ်းနိုင်ခဲ့ပါဘူးဒါကြောင့်လေအိမ်ထောင်ကွဲသွားခဲ့ကအခုလက်ရှိချစ်သူနဲ့ living together အဖြစ်လက်မထပ်ပဲနေထိုင်နေခဲ့တာပါလှနုထွန်းကအချစ်အကြောင်းနဲ့ပတ်သက်ရင်သူသားတိသူသားတက်အနေနဲ့လူသက်ကြီးအရန်လုပ်ခဲ့တာကြောင့်လဲပရိသတ်တွေကဝိုင်းချင်ယုံတယ်မကပဲနာမည်ကြီး beauty blogger တယောက်နဲ့လည်းအကျိတ်အနေဖြစ်ခဲ့တာပါသူမအနေနဲ့နိုင်ငံရခြားမှာအနေကျလာတာနဲ့အမျှအဆိုပါနိုင်ငံတွေရဲ့အကျဉ်းစရိုက်ကိုအနည်းနဲ့အများတော့ရိုက်ခတ်ကပြုလုပ်တတ်ခဲ့တာပါဒါကြောင့်သူမအနေနဲ့ခင်မွန်းဖြစ်သူနဲ့အကြောင်းတစ်စုံတစ်ခုကြောင့်ကွာရှင်းခဲ့ပြီးတိတ်မကြခင်မှာပဲချစ်သူအစ်စ်လေးကိုချပြခဲ့တာပါအထာနဲ့သွားတဲ့လှနုထွန်းအနေနဲ့တခုလက်အဖြစ်ပဲခံယူကနောက်ထပ်အိမ်ထောင်ပြုဖို့မစင်စားတော့ပဲချစ်သူကောင်လေးနဲ့အတူတူလက်မထပ်ပဲတအိမ်ထဲမှာ living together အနေနဲ့နေထိုင်နေခဲ့ကြတာပါအခုလို living together နေထိုင်ခြင်းကဘလို့ကောင်းကျိုးတွေရှိကြောင်းကိုလည်းအခုလိုပြောပြခဲ့တာပါခေတ်စနစ်တွေခေတ်ရည်စည်းကြောင်းတွေပြောင်းလဲလာတာနဲ့အမျှမိန်းကလေးကလည်းကိုတန်မိုးမထားတတ်သလိုယောက်ျားတွေကလည်းစရိုက်ဆန်လာခဲ့ကြတာပါခေတ်လူငယ်တွေအနေနဲ့ချစ်သူဖြစ်ပြီးဆိုတာနဲ့တယောက်အကြောင်းတယောက်ကောင်းကောင်းမသိပဲနှစ်ဦးသဘောတူတာနဲ့အမြင်မသိတော့တဲ့လောက်ရက်တွေလှုပ်လာတာကြောင့်အပြိုလူပြိုဆိုတာရှားပါလာတာဖြစ်ပါတယ်လူငယ်တွေအနေနဲ့ချစ်ကြိုက်ကြပြီးဆိုတာနဲ့ဟိုတယ်နဲ့ပန်းချံတွေမီနီစီနီမားတွေမှာသွားရောက်ကကြီးစဲနေတတ်ကြတာပဲဖြစ်ပါတယ်ပတ်စံအစင်မပြေတဲ့အတွဲတွေအနေနဲ့ကလည်းပန်းချံထဲမှာဖြစ်သလိုနေတတ်ကြတာကြောင့်ပတ်ဝန်းကျင်အတွက်စိတ်နှောက်ယှက်ပေးရုံမကအရှက်သိက္ခာကိုလည်းထိခိုက်စေတာပါတချို့အတွဲတွေဆိုရင်လည်းဟိုတယ်မှာအတူနေကြက HD အဖြန့်ခံရတဲ့အထိဖြစ်ရတာပါဒီလိုအဖြန့်ခံရတဲ့အပေါ်မှာလည်းမိန်းကလေးတွေကသာနစ်နာသူဖြစ်ရတာပါဒါကြောင့်ပဲအတွဲတွေအနေနဲ့ဟိုတယ်တွေပန်းချံတွေမှာသွားနေကြတဲ့အတွဲတွေကိုတယောက်နဲ့တယောက်နားလည်ဖို့ living together သာနေထိုင်ကြဖို့ပြောပြလာခဲ့တာဖြစ်ပါတယ်အခုလိုနေထိုင်နိုင်ခြင်းကြောင့်တယောက်နဲ့တယောက်လည်းပို့ပြီးတော့ရင်းနှီးမှုရမှာဖြစ်သလိုအဆင်မပြေရင်လည်းလမ်းခွဲလိုက်လို့ရနေတာကြောင့်အဆင်ပြေနေတာပါလူသိရှင်ကြားလက်ထပ်ထားတာမဟုတ်တဲ့အတွက်အဆင်မပြေလို့လမ်းခွဲမယ်ဆိုရင်တော့တခြားစရာတွေမရှိဘဲလွတ်လွတ်လပ်လပ်နဲ့နေလို့ရမှာဖြစ်ပါတယ်ဒီကိစ္စကလည်းမြမထုံနဲ့အစင်လာအရရွှေရုံမိတ်တွေနဲ့လာမမဆိုင်ပေမဲ့နှစ်ဦးသားသဘောတူရင်ဟိုတယ်နဲ့ပန်းချံထက်တာလွန်တာကြောင့်လုံခြုံမှုတော့ရှိမှာဖြစ်ပါတယ်သူမအနေနဲ့ကလည်းလက်ရှိချစ်သူနဲ့ living together နေထိုင်ကအဆင်မပြေလို့လမ်းခွဲရင်တော့ဘာမှထွေထွေထူးထူးဖြစ်စရာအကြောင်းမရှိဘဲနောက်လူနဲ့ထပ်ပြီးပတ်သက်လို့ရကြောင်းပြောပြလာခဲ့တာပါဒီလိုပြုမှုကအနောက်နိုင်ငံတွေမှာတာမန်ဖြစ်ရိုးဖြစ်စဉ်အသုံးပြုနေတဲ့ delay တစ်ခုဖြစ်တာကြောင့်ဟိုတယ်တွေမှာသွားနေတာထက်အများကြီးတာလွန်တဲ့ကိစ္စတစ်ခုလို့လည်းဆိုပါတယ်ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောအခုလိုလူငယ်တွေကြားမှာအမားတစ်ခုကိုကျင့်သုံးမှုပြောနေတဲ့လှနုထွန်းအပေါ်ဘယ်လိုမြင်လဲဆိုတာပြောပြသွားကြပါအောင်နော်